အားလုံးပဲမင်္ဂလာပါခင်ဗျ။အေးစင်းအင်္ဂလိပ်မြန်မာရှင်နယ်မှာပြန်ပြီးတော့မှကြိုဆိုလိုက်ပါတယ်။ပညာဒါနတန်လာတာတန်ခန်းစာ၄ခုမြောက်ကိုရောက်တော့ပြီပေါ့နော်။အခုကဗာလေလာနေရလဲဆိုလို့ရှိရင်အင်္ဂလိပ်စာ grammar တွေကိုမလေ့လာခင်မှာအဲ့ဒီ grammar တွေကိုသင်ဖို့အတွက်တည်တံ့သိထိုက်တဲ့အရာတွေကိုလေ့လာနေတာဖြစ်တယ်ပေါ့။အဲ့တော့ဒီနေ့ကတန်ခန်းစာ၄ခုမြောက်ကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်ရှေ့ကတန်ခန်းစာတွေကိုမကြည့်ရသေးရင်လည်းပဲဝင်ရောက်ကြည့်ရှုပေးဖို့အတွက်တောင်းဆိုပါတယ်။ဒီအရာတွေအားလုံးသိပြီးတော့မှ grammar ကိုသွားတဲ့အခါကျတော့အလွယ်တကူဖြစ်တာပေါ့နော်မသိဘူးဆိုလို့ရှိရင်လည်းပဲမကြည့်ဘူးဆိုလို့ရှိရင်လည်းပဲရှေ့ကိုဆက်သွားလို့တော့ရပါတယ်ဒါပေမဲ့နားမလည်တဲ့ဟာတွေရှိနေမှာပေါ့အဲ့တော့ဆက်လိုက်ရအောင်ဒီနေ့ကဘာအကြောင်းကိုလေ့လာမလဲဆိုတော့ possessive ဆိုတာပိုင်ဆိုင်မှုကိုပြောတာဘလို့ပိုင်ဆိုင်မှုတယ်လဲဆိုတာကိုလေ့လာကြည့်မယ်စီကန်းတွေအများကြီးရှိတယ်အဲ့ဒီစီကန်းတွေထဲမှာမှတစ်ခုချင်းလေ့လာသွားကြမယ်နံပါတ်1စီကန်းကဘာလဲဆိုတော့ singular noun အနေကိန်းနံပေါ့အနေကိန်းနံကဘယ်လိုအနေကိန်းနံလဲဆိုလို့ရှိရင်အနေကိန်းအပေါင်း apostrophe s ဘယ်လိုအနေကိန်းနံလဲဆိုတော့ boy ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့နော်အဲ့ဒီကောင်လေးပိုင်ဆိုင်တဲ့ဟာကဘာလဲဆိုလို့ရှိရင်စာအုပ်အဲ့ဒီဟာကိုဘယ်လိုနားလည်အောင်ပြောမလဲဆိုရင် boy ဆိုတာဒီနံလည်းဟုတ်တယ်အနေကိန်းလည်းဟုတ်တယ်အဲ့ဒီ boy မှာ apostrophe s ထည့်လိုက်လို့ရှိရင်သူရဲ့အနောက်မှာရှိတဲ့noun ကိုသူကပိုင်ဆိုင်သွားတယ် the boys book ကောင်လေးစာအုပ်အဲ့ဒီ apostrophe s ဒီဘာလဲဆိုလို့ရှိရင်ဒီ e လို့အဓိပ္ပာယ်ထွက်သွားတဲ့သဘောပေါ့နော်ဒီလောက်သိရင်ရပြီ the boys book ကောင်လေးစာအုပ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ် the girls bed မိန်းကလေးအိတ်ဂါရဲ့နောက်မှာ apostrophe s ထည့်လိုက်တဲ့အခါမှာအဲ့ဒီမိန်းကလေးဒီ bed ဆိုတဲ့လူအိတ်ကိုပိုင်ဆိုင်သွားတယ်ပေါ့နော်မိန်းကလေးအိတ်ဟုတ်ပြီနံပါတ်2စီးမြင့်ကိုဆက်ပြီးတော့လေ့လာကြည့်မယ် plural noun အများကိန်းဆိုတော့တို့များများက s နဲ့ဆုံးနေတာလေပေါ့နော်အဲ့ဒီ s နဲ့ဆုံးနေတဲ့ noun ပုဒ်တွေကိုပိုင်ဆိုင်မှုဖြစ်အောင်လုပ်တဲ့အခါမှာဘယ်လိုလုပ်တယ်လဲဆိုတော့ apostrophe ထည့်လိုက်ရင်ရပြီအဲ့ဒီ apostrophe ထည့်လိုက်တာနဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီပေါ့နော် it ဆိုတာရောက်သွားမှာပေါ့အဲ့တော့ boys ကောင်လေးများအဲ့ဒီကောင်လေးများကဗာတယ်ပိုင်လဲဆိုတော့စာအုပ်တွေကိုပိုင်တယ် boys ရဲ့နောက်မှာ apostrophe ထည့်လိုက်တဲ့အခါမှာနောက်ကစာအုပ်တွေကိုသူတို့ကပိုင်သွားတယ်ကောင်လေးစာအုပ်များ boys books teachers room ဆရာများ၏အခန်းအဲ့တော့teachers နောက်က s ပါနေတဲ့အခါကျတော့အများကိန်း apostrophe ထည့်လိုက်တဲ့အခါကျတော့ပိုင်ဆိုင်မှုဖြစ်သွားတယ်ဘာကိုပိုင်သွားလဲဆိုတော့ room အခန်းတွေကိုပိုင်သွားတယ်ဆရာများ၏အခန်းပေါ့နော်အဲ့တော့နံပါတ်3စင်းမြင့်ကိုဆက်ပြီးတော့မှလေ့လာကြည့်မယ် irregular plural ပေါ့ s နဲ့မပြီးတဲ့အများကိန်းပေါ့ဒီမှာတန်ခဲ့တယ်လေတန်ခန်းစာ3မှာတန်ခဲ့တယ်ပေါ့နော်ဒီအနေကိန်းကိုအများကိန်းလောက်တဲ့စည်းမျဉ်းတွေထဲမှာမှတွေးပြီးတော့မှချက်ထားရမယ်ဆိုတဲ့အရာတွေရှိတယ် s ထည့်ရုံနဲ့အများကိန်းမဖြစ်ဘူး s ထည့်ပြီးတော့မှပြောင်းလဲလို့မရတဲ့အများကိန်းတွေရှိတယ်အဲ့ဒီအရာတွေကိုတွေးပြီးတော့မှချက်ခဲ့တာတွေလည်းမှတ်မိကြလားမသိဘူးเนาะအဲ့တော့မကြည့်ရသေးရင်လည်းပဲရှေ့ကတန်ခန်းစာတွေကိုကြည့်ဖို့အတွက်ပြောချင်ပါတယ်ပေါ့အဲ့တော့လေ့လာကြည့်မယ်အဲ့ဒီလိုမျိုးirregular plural ဒီမှာဆိုလို့ရှိရင် s နဲ့တော့မပြီးဘူးဒါပေမဲ့အများကိန်းအဲ့ဒီအရာတွေကိုပိုင်ဆိုင်မှုလုပ်တဲ့အခါမှာ apostrophe s နဲ့လောက်ရမယ်တဲ့အဲ့တော့ children ကလေးများအဲ့ဒီကလေးတွေပိုင်ဆိုင်တာကဘာလဲဆိုတော့ twice ဆိုတဲ့ကစားစရာတွေပိုင်ဆိုင်တယ်အဲ့ဒီပိုင်ဆိုင်တာတွေကိုလောက်တဲ့အခါဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင် children's apostrophe s ထည့်လိုက်တယ်နော်ပြီးတော့မှ twice ကလေးများဤကစားစရာများ men's shoe အမျိုးသားများဤဖဏများ men's shoe ကလည်းပဲအများနော်အမျိုးသားများဤဖဏများဒါကနံပါတ်3စင်မြင် children's toy ကလေးများဤကစားစရာများ men's shoes အမျိုးသားများဤဖဏများဒီလိုမျိုး irregular plural တွေမှာဆိုလို့ရှိရင် s နဲ့တော့မပြီးဘူးအများကိန်းတွေမှာဆိုလို့ရှိရင် apostrophe s ပဲထည့်ရမယ်အဲ့တော့နံပါတ်4စင်မြင်ကိုဆက်သွားမယ်ရေတွက်လို့မရတဲ့အရာတွေမှာရေတွက်လို့မရတဲ့ noun ပုဒ်တွေမှာပိုင်ဆိုင်မှုဖြစ်အောင် possessive ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ apostrophe s ပဲထည့်ရမယ်တဲ့အဲ့တော့ the water's color ရေအရောင် the music's sound ဂီတ၏အသံဒီလောက်ဆိုလို့ရှိရင်နားလည်မယ်ထင်တယ်ပေါ့နော်ရေတွက်လို့မရတဲ့ noun ပုဒ်တွေမှာပိုင်ဆိုင်မှုဖြစ်အောင်လုပ်ရင် apostrophe s ကိုပဲထည့်ရမယ်ဒီ countable noun တွေကိုတော့သိချင်
ရှေ့ကတန်ခန်းစာတွေကိုပြန်ပြီးတော့မှအကြည့်ကြည့်ကြဖို့အတွက်ပြောချင်ပါတယ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်နံပါတ်5စီးမြင်တချို့နံပုတ်တွေရှိတယ်နံနှစ်ခုပါတာတွေရှိတယ်ပေါ့နော်အဲ့ဒီနှစ်ခုပိုင်ဆိုင်တဲ့အရာတွေပေါ့နံနှစ်ခုကအတူတူပိုင်ဆိုင်တဲ့အရာဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကိုပဲပို့ဆို PS ထည့်ရမယ်ဒီစီးမြင်ကိုလေ့လာကြည့်မယ် Tom and Jerry apostrophe S Tom and Jerry house Tom နဲ့ Jerry ရဲ့အိမ်နဲ့ဘာသာပြန်လိုက်တော့အဲ့တော့ Tom လေးပဲအဲ့ဒီအိမ်ကိုပိုင်တယ် Jerry လေးပဲအဲ့ဒီအိမ်ကိုပိုင်တယ်ဆိုရင်အဲ့ဒီ Tom and Jerry ရှေ့က Tom မှာ apostrophe S ထည့်စရာမလိုဘူးနောက်က Jerry မှာပဲ apostrophe S ကိုထည့်လိုက်လို့ရှိရင်သူတို့နှစ်ယောက်ဒီအဲ့ဒီအိမ်ကိုပိုင်သွားမယ် Tom and Jerry's house ဒီလောက်ဆိုနားလည်မယ်ထင်တယ်နော်နံတစ်ခုအတူတူပိုင်တဲ့နေရာမှာရှေ့ကနံပုတ်မှာ apostrophe S မထည့်ဘဲနဲ့နောက်ကနံပုတ်မှာပဲ apostrophe S ထည့်မယ်ဒါဆိုလို့ရှိရင်အဲ့ဒီနံပုတ်နှစ်ခုဒီနောက်ကအိမ်ကိုပိုင်သွားမယ်ပေါ့နံပါတ်6စီးမြင့်ကိုဆက်ပြီးလေ့လာကြည့်မယ်နံပုတ်ကလည်းပဲနှစ်ခုဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပိုင်ဆိုင်မှုကလည်းပဲတစ်ခုစီအဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးနေရာတွေမှာဘယ်လိုရေးမလဲဆိုတော့ Tom apostrophe S and Jerry apostrophe S house Tom ရဲ့ပိုင်ဆိုင်တာလည်းပဲအိမ်ပဲ Jerry ပိုင်ဆိုင်တာလည်းပဲအိမ်ပဲဒါပေမဲ့တအိမ်တည်းတော့မဟုတ်ဘူးအိမ်နှလုံးဖြစ်နေတယ်ပေါ့အိမ်အများဖြစ်နေတယ်ပေါ့နော် houses Tom's and Jerry's houses Tom ရဲ့အိမ် Jerry ရဲ့အိမ်ဒီလိုဘာသာပြန်ရမယ်ပေါ့နော် Tom နဲ့ Jerry တို့ရဲ့ပိုင်ဆိုင်တဲ့အိမ်များအဲ့လိုပြန်လေးရတယ်ပေါ့နော်အဲ့တော့ Tom လည်းပဲပိုင်တဲ့အိမ်တစ်လုံးရှိတယ် Jerry လည်းပဲပိုင်တဲ့အိမ်တစ်လုံးရှိတယ်အိမ်တစ်လုံးဆိုတော့အိမ်အများဖြစ်သွားတယ်ပေါ့အဲ့တော့ Tom's and Jerry's houses Tom နဲ့ Jerry ရဲ့အိမ်များပေါ့ Tom ရဲ့အိမ် Jerry ရဲ့အိမ်ဒီလိုပြန်လေးရနော်အဲ့တော့နံပါတ်9စီးမြင့်ကိုဆက်ပြီးတော့လေ့လာကြည့်မယ်အချိန်အကွာအဝေးတန်ဖိုးတွေမှာဘယ်လိုစစ်စစ်ကိုသုံးလဲဆိုလို့ရှိရင် a day's work day ဆိုတာကတော့ရက်ပေါ့နော် a ဆိုတာတရက် a ဆိုတာတစ်ခုတစ်ကောင်တစ်ယောက်ဆိုတော့ a day ဆိုတော့တရက်ပေါ့ apostrophe s လိုက်တဲ့ခါကျတော့တနေ့တာဤအဲ့လိုဖြစ်သွားတယ် work အလုပ်အဲ့တော့တနေ့တာအလုပ်ပေါ့တနေ့တာဤအလုပ်ပေါ့နော်အဲ့လိုပါလာပြန်မယ်အောက်ကိုဆက်ကြည့်မယ် a week's holiday holiday ဆိုတာအားလည်းရဲ့ a week ဆိုတော့တစ်ပတ်ပေါ့ဟုတ်လားအဲ့တော့တစ်ပတ်ဤအားလည်းရဲ့များဒီလိုပါလာပြန်မယ်ပေါ့နော် a week's holiday တစ်ပတ်ဤအားလည်းရဲ့များအဲ့လိုပါလာပြန်မယ်နံပါတ်ရှိစင်းမြင့်ကိုဆက်ပြီးတော့လေ့လာကြည့်မယ်လူနဲ့တရိတ်ဆန်လူတွေရှိမယ်လူတွေအတွက်ပိုင်ဆိုင်မှုရှိမယ်တရိတ်ဆန်တွေအတွက်ပိုင်ဆိုင်မှုရှိမယ်အဲ့လိုနေရာတွေမှာဘယ်လိုသုံးလဲဆိုတော့ရှေ့မှာသင်ခဲ့တဲ့အတိုင်းပဲ the dog's tail ခွေးဤအမီဒီအမီဒီခွေးပိုင်တာအဲ့တော့ခွေးဆိုတဲ့နံပါတ်မှာပို့ဆိုပေးရဆေးလိုက်လို့ရှိရင်ခွေးဤအမီပေါ့နော်အဲ့လိုဖြစ်သွားမယ်အောက်ကိုဆက်ကြည့်မယ် the students book ကျောင်းသားဤစာအုပ်ဒါကလူတွေနဲ့တရိတ်ဆန်တွေမှာဘယ်လိုသုံးလဲဆိုတာကိုပြောပြထားတာပေါ့နော်လူတွေနဲ့တရိတ်ဆန်တွေမှာလည်းပဲ apostrophe s သုံးလိုက်ရင်ပိုင်ဆိုင်မှုဖြစ်သွားတယ်ပေါ့အဲ့တော့ရှေ့ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဟုတ်ပြီအဲ့လိုမျိုး e လို့သုံးတဲ့နေရာတွေမှာလည်းပဲ apostrophe s ပြီးလို့ရှိရင် apostrophe ဒီလောက်ပဲရှိတာမဟုတ်သေးဘူးoff ခံပြီးတော့ရေးတဲ့နေရာတွေမှာလည်းပဲ e ဖြစ်သွားတာလည်းရှိတယ်ဘယ်လိုလဲဆိုလို့ရှိရင် off ဆိုတာ preposition ဖြစ်တယ်အဲ့ဒီ off ကိုဘယ်လိုသုံးမလဲလေ့လာကြည့်မယ်သက်ရှိသက်မဲ့အရာဝတ္ထုများကိုဖော်ပြသောနံပုတ်များတွင်တဲ့ပိုင်ဆိုင်မှု e ကိုဖော်ပြရင် of ကိုနံအပေါင်း of နံတော့မဟုတ်နံစားအလေတွင်တည့်ရသုံးရသည်တဲ့နံအပေါင်း of နံရှေ့မှာလည်းနံနောက်မှာလည်းနံအလယ်မှာ of ဒါလည်းပဲ e လို့ဘာသာပြန်လို့ရမယ်တော့မဟုတ်နံစားတွေအလေတွင်သုံးရသည်တဲ့လေ့လာကြည့်မယ်the sun ဆိုတဲ့နံပုတ်ဥများဆိုတဲ့နံပုတ်အဲ့ဒီနံပုတ်တစ်ခုရဲ့ကြားမှာအောက်ခံလိုက်တဲ့အခါမှာ the sun of ဥများဤသာဥများဤသာသူကကြတော့ဥများကပိုင်ဆိုင်တာပေါ့နော်ဥများဤသားပေါ့အဲ့လိုဖြစ်သွားတာပေါ့နော်ဘာသာပြန်တဲ့ခါကျတော့ပြောင်းပြန်ပြန်ရမှာပေါ့ဒီဟာဆိုလို့ရှိရင်the daughters on dosuဤသမီး the house on ဥအောင်ဤအိမ်နော်နောက်ကနေစားပြီးတော့ဘာသာပြန်ရမယ်ပေါ့နော်ပိုင်ဆိုင်သွားတာဥအောင်ပိုင်ဆိုင်သွားတာပေါ့အဲ့လိုမျိုးthe boss or the student ကျောင်းသားဤစာအုပ်ကျောင်းသားကနေပြီးတော့မှစာအုပ်ကိုပိုင်ဆိုင်သွားတာthe teachers or the class အတန်းဤဆရာကြီးအတန်းပေါ့နော်အဲ့လိုဘာသာပြန်လေးရတယ်ဒီအတန်းဤဆရာဖြစ်တယ်ပေါ့အဲ့လိုဘာသာပြန်လေးရတယ်ပေါ့နော် the name or the boys ကောင်လေးဤနာမည်တခါလာ or တခါကာဤအယောင်the door or the house အိမ်ဤတခါ
The capital of Myanmar မြန်မာနိုင်ငံ၏မြို့တော် The end of the story ဇာတ်လမ်း၏အဆုံးဒီ of ကဘယ်လိုသုံးလဲဆိုလို့ရှိရင်နံပါတ်နှစ်ခုရဲ့ကြားမှာသုံးတယ်သုံးလိုက်တဲ့အခါမှာဘာသာပြန်လိုက်တော့အနောက်ကနေစပြီးတော့ဘာသာပြန်ရတယ်ပေါ့နော်အဲ့တော့the son of ဦးမြဆိုလို့ရှိရင်ဦးမြဤသားဦးမြပိုင်ဆိုင်တာပေါ့နော်ဒီသားကအဲ့လိုမျိုးဘာသာပြန်မယ်ရှေ့ကအပိုဆိုပြီးအခါကျတော့အစဉ်အတိုင်းဘာသာပြန်သွားတာပေါ့မှတ်ထားရင်တဲ့ of e အပိုဆိုပြီးအခါလည်းပဲ e လို့ပဲဘာသာပြန်ခဲ့ရနော်အဲ့တော့လူအတွက်သုံးတဲ့အခါမှာအပိုဆိုပြီးကိုပို့ပြီးတော့မှအသုံးများတယ်ဦးမြစင်ဦးမြဤသားတွေ့လားဒီနေရာမှာ the son of ဦးမြဤသားဒီမှာဦးမြအပိုဆိုပြီးစင်ဒါဆိုလို့ရှိရင်ဦးမြဤသားဒီလိုဘာသာပြန်မယ်အဲ့တော့အရာဝတ္ထုတွေအတွက်သုံးတဲ့အခါမှာကျတော့ of ကိုအသုံးများတယ်လက် and the door of the house အိမ်ဤတကားဒီလိုဘာသာပြန်မယ်နော်ဒါဆိုလို့ရှိရင် proposition of ကိုဘယ်လိုသုံးရလဲဆိုတာသိလောက်ပြီးထင်ပါတယ်ဒီနေရာမှာလည်းပဲပိုင်ဆိုင်မှု e လို့ပဲဘာသာပြန်မယ်ပေါ့နော်ပိုင်ဆိုင်မှု e အဲ့တော့ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်နံစားပုံများတွင်လက်တီးသန့် e လို့ဆုံးသောပုဒ်တွေရှိသေးတယ်တဲ့ဘယ်လိုပုဒ်တယ်လဲနံစားတယ်ပေါ့နော်မိုင်းငါ e your တန် e တန်ရဲ့ his သူ e သူရဲ့ဟာသူမ e သူမရဲ့ is ၎င်း e ၎င်းရဲ့ our ကျွန်ုပ်တို့ရဲ့ theirs သူတို့ e သူတို့ရဲ့ဒါကနံစားတယ်နံစားတယ်နဲ့နံပုဒ်တွေကိုဘယ်လိုတွေးသုံးလဲလေ့လာကြည့်မယ် my boat my boats ငါ e စာအုပ်များငါရဲ့စာအုပ်များ your boat your friends တန် e စာအုပ်တန် e စာအုပ်များတန်ရဲ့စာအုပ်များဒီလိုတွေးမယ်ပေါ့နော်အဲ့တော့ friends ကိုတွေးကြည့်မယ် his friends သူ၏တငယ်ချင်းများအဲ့တော့အောက်ဆက်လက်ကြည့်မယ်her fruits သူမ၏တည်တည်များနော်သူမရဲ့တည်တည်များအဲ့လိုမျိုးဘာသာပြန်မယ်ပေါ့နော်အဲ့တော့အောက်ကိုဆက်ကြည့်မယ်is both ၎င်း၏စာအုပ်များour fruits ကျွန်တော်တို့၏တည်တည်များကျွန်တော်တို့ရဲ့တည်တည်များtheirs both သူတို့၏စာအုပ်များသူတို့ရဲ့စာအုပ်များအဲ့လိုမျိုးဘာသာပြန်မယ်ပေါ့နော်ဒါတစ်ခုချင်းတွေးကြည့်ဖို့ပေါ့နန်စာပုတ်ထဲမှာတည်တံ့ e လို့ auto ပိုင်ဆိုင်နေတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒီအရာတွေမှာဒီလိုသုံးလဲဆိုတာကိုဥပမာအနေနဲ့ပြတာပေါ့ဒါ grammar တွေကိုသင်တဲ့အခါကျလို့ရှိရင်ဒီအရာတွေသိထားပြီဆိုရင် grammar တွေကိုအလွယ်တကူသင်ယူလို့ရပြီပေါ့အဲ့တော့နန်စားတွေကဘယ်နေရာမှာရှိလဲဆိုတာကိုဆက်ပြီးတော့မှလေ့လာကြည့်မယ်ဒီဇာတ်ဘွက်ကအရေးကြီးဆုံးဇာတ်ဘွက်ပဲfactual personal pronoun ပုဂ္ဂိုလ်ပြနန်စား၅မျိုးဒီအရာတွေကိုအလွတ်ကျက်ထားနိုင်ရင်အကောင်းဆုံးပဲဒီအရာတွေကခဏတွေ့ရမယ့်အရာတွေဖြစ်တယ်ပေါ့နော် I we you he she it they ဒီအရာတွေကအမြဲတမ်းတွေ့ရမယ့်အရာတွေဖြစ်တယ် grammar တွေကိုမလေ့လာခင်မှာဒီဇာတ်ဘွက်ကိုအလွတ်ကျက်ထားနိုင်ရင်အကောင်းဆုံးပဲဒါကြောင့်မို့လို့အလွတ်ကျက်ဖို့အတွက်ပြောရှင်ပါတယ်အလွတ်မကျက်နိုင်တဲ့လူတွေထက်ကနားထောင်ပါအဲ့တော့လေ့လာကြည့်မယ်ဒီကောင်းစဉ်တွေကတော့ထားလိုက်အောင်ဒီကောင်းစဉ်တွေကတော့နောက်လေ့လာရင်နဲ့သိလာလိမ့်မယ်အဓိကသိရမှာကဒီဇာတ်ခွက်တွေကအဓိကလိုရင်းပုတ်တွေကိုအရင်ဆုံးသိအောင်လုပ်ရမယ်ပေါ့နော်ဒီအရာတွေကနောက်လေ့လာရင်နဲ့သိလာမယ့်အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ I ကျွန်တော်က me ကျွန်တော်ကို my ကျွန်တော်တို့ရဲ့ my ကျွန်တော်တို့ဟာ myself ကျွန်တော်ကိုယ်တိုင်အဲ့လိုမျိုးဘာသာပြန်မယ်ပေါ့နော်အဲ့တော့ခုနကတွေ့ခဲ့တဲ့ my our your his her is their ပိုင်ဆိုင်မှုပေါ့နော် possession နေရာမှာသုံးခဲ့တဲ့အရာတွေလေဒီဇာတ်ဝက်တွေကပါတဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့အတန်ထွက်ကြည့်မယ် I me my mine myself we us our ours ourselves you your yours yourself he him his himself she her hers herself it is itself they them their theirs themselves ဘာသာပြန်ကြည့်ပါ I ကျွန်တော်က me ကျွန်တော်ကို
mine ကျွန်တော်ဤကျွန်တော်ရဲ့ mine ကျွန်တော်ဟာ mindset ကျွန်တော်ကိုယ်တိုင် we ကျွန်တော်တို့က us ကျွန်တော်တို့ကို our ကျွန်တော်တို့ဤကျွန်တော်တို့ရဲ့ ours ကျွန်တော်တို့ဟာ ourselves ကျွန်တော်တို့ကိုယ်တိုင် you တန်က you တန်ကို you တန်ဤတန်ရဲ့ your တန်ဟာ yourself တန်ကိုယ်တိုင်ဒီနေရာမှာ you ကအနေလေးရတယ်အများလေးရတယ်ပေါ့နော်အများဆိုလို့ရှိရင်တန်တို့ကတန်တို့ကိုတန်တို့ဤတန်တို့ရဲ့တန်တို့ဟာတန်တို့ကိုယ်တိုင်အဲ့လိုမျိုးဘာသာပြန်မယ်ပေါ့အတန်တော့အတူတူပဲမို့လို့တစ်ခုပဲထည့်ထားတာနော် you ကနှစ်ခုရှိတယ်အနေရှိတယ်အများရှိတယ်အဲ့တော့အောက်ကိုဆက်ကြည့်မယ် he သူက him သူကိုသူဤသူရဲ့သူဟာသူကိုယ်တိုင်သူမကသူမကိုသူမဤသူမရဲ့သူမဟာသူမကိုယ်တိုင်၎င်းကထိုဟာက၎င်းကိုထိုဟာကို၎င်းဤ၎င်းရဲ့ထိုဟာဤ၎င်းဟာထိုဟာ၎င်းကိုယ်တိုင်သူတို့ကသူတို့ကိုသူတို့ဤသူတို့ရဲ့သူတို့ဟာသူတို့ကိုယ်တိုင်ငယ်လိုမျိုးဘာသာပြန်မယ်ပေါ့နော်အဲ့တော့ဒီဇာတ်ဘက်ကိုအလွယ်ရအောင်ကြားထားပါ grammar တွေကိုလေ့လာတဲ့အခါမှာအလွယ်တွေကိုလေ့လာလို့ရပါပြီအဲ့တော့နောက်လာမယ့်သင်ခန်းစာတွေမှာ grammar တွေကိုစတင်ပါတော့မယ် grammar တွေကိုမလေ့လာခင်မှာသိတဲ့အရာတွေကိုဗီဒီယိုလေးပုတ်နဲ့သင်ပြခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးပုတ်စလုံးကိုတည်တည်ချာချာလေးကြည့်ပြီးတော့မှ grammar ကိုလေ့လာဖို့အတွက်ပြောချင်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်